္ဂလာပါတင်စားပြန်လာပြီ let's go ဒီနေ့မှာဆိုရင်စီတူလင်နဲ့မစ်ချယ်တို့တွေ့ဆုံမဲ့ဒီညမှာ3မှတ်ပြည့်ကိုဘယ်သူရမလဲအာဆင်နယ်ကတလုံး85ကြီးပေးထားပါတယ်အဆင့်2နဲ့အဆင့်4တွေ့ရမှာမို့ဒီဈေးတန်းပြင်းတယ်လို့ဖြစ်ပေမဲ့လည်းတကယ်တမ်းပြော့တယ်လို့ပြောရမယ်အာဆင်နယ်ကမန်စီးတီးအသင်းကောင်တရေနီးပါးဈေးကြောပေးခဲ့တာဖြစ်ပြီးတော့5-1နဲ့နိုင်ခဲ့တာကြောင့်အခုချက်စီးကိုလည်းအနည်းဆုံးတစ်လုံး90လောက်ထိကိုပေးလို့ရတယ်ပထမအကျော်1-1ရလက်နဲ့ချက်စီးအိမ်ခွင်းမှာတရေကြခဲ့တာဖြစ်လို့အခုအာဆင်နယ်အိမ်ခွင်းမှာနိုင်မယ်ဆိုရင်တော့နိုင်တဲ့နဲ့ဈေးပေးလို့ရတယ်နောက်ပြီးတော့ဂိုးပေါင်းဈေးကိုနှလုံး100အရှုံးမှာလဲတွင်းကိုအများအပြားမြင်တွေ့ရဖို့မရှိနိုင်ဘူးလို့ဆိုနေတယ်ချက်စီးအသင်းနဲ့လက်ရှိလူမစုံတဲ့အာဆင်နယ်တို့ကိုကောင်းကောင်းရှင်မြန်ကစားနိုင်ပါတယ်ဒါကြောင့်ဒီတစ်ခေါက်အာဆင်နယ်ရဲ့အိမ်ခွင်းအမရီမှာရမှတ်တွေကိုခွဲယူရနိုင်တဲ့ပွဲလို့မြင်မိတာဖြစ်ပြီးတော့ချက်စီးတို့အနေနဲ့တရေရလက်အပြင်အနိုင်အထိမျှော်လင့်လို့သွားနိုင်ပါတယ်ဒါကြောင့်ဒီညမှာတော့ဘာနေနေရှုံးဖို့မရှိတဲ့အဝေးကွင်းချက်စီးနေနဲ့ပဲအတူနေကြပါတယ်ဒီညအတွက်တင်စားကတော့ချက်စီးဘော်ကိုပို့ကြပါတယ်ယူဇာများအရှုံးနဲ့၍အနိုင်ရကြပါစေအားလုံးပဲကျေးဇူးတင်ပါတယ်